မိတ်ဆွေနေတိုင်းမိုးလင်းမိုးချုံလှုပ်လှုပ်နေပြီမဲ့ဘဝကတိုးတက်မလာဘူးလို့ခံစားနေရလားသူများအလုပ်ကိုပဲလုပ်ပေးနေရပြီးကိုယ်ပိုင်အိမ်မက်တွေကဝေးသွားတယ်လို့ဖြစ်နေလားဒီနေ့ပြောပြမယ့်မောင်ဖိုးသူရဲ့ပုံမြင်လေးကတင့်အတွက်အဖြစ်တစ်ခုဖြစ်လာပါလိမ့်မယ်။အိုးရှိတော့ကရွာတရွာမှာမောင်ဖိုးသူဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်။သူဟာအင်တန်လုံချုံစားသူပေါ့။သူ့ရဲ့အဓိကအလုပ်ကတော့ရွာတကြီးအိမ်အတွက်နေ့စဉ်ရွာပြင်ကမြစ်စိတ်ကနေရေသွားခတ်ပြရတာပါ။မနက်လင်းတာနဲ့ရေဝနှလုံးကိုတဘုံနဲ့ထန်မြစ်စိတ်ကိုပြီးရေဖြစ်ပြီးရင်ရွာထဲပြန်တဲ့နဲ့တနေ့ကိုခောက်ရင်များစွာလုပ်ရတယ်။ဒီလောက်တော့တကြီးကသူ့ကိုတနေ့ဆောင်ဝလီယုံထမင်းနဲ့လောကကနေငယ်ပြီးတယ်။မောင်ဖိုးသူဟာဒီလကစားအလုပ်ကြောင့်နေ့စဉ်စားဝတ်နေရေးအတွက်ပူစရာမလိုပဲတည်ငြိမ်နေခဲ့တယ်။ဒါပေမဲ့မောင်ဖိုးသူမှာစိတ်ကူးအိမ်မက်တစ်ခုရှိတယ်။အဲ့ဒါကတော့တနေ့ကျရင်ကိုပိုင်ရေကန်ကြီးတစ်ခုပိုင်ဆိုင်ပြီးကိုယ်တိုင်လည်းသုံးမယ်။ရွာကိုလည်းပြန်ရောက်မယ်ဆိုတဲ့အိမ်မက်ပါ။ဒါကြောင့်သူဟာနေ့ဘက်မှာတကြီးတွေမြေကြီးထန်းတဲ့လုပ်ကိုစူးစမ်းလုပ်တယ်။ညနေဆောင်လို့အလုပ်ပြီးတာနဲ့သူ့အိမ်နောက်ပြီးမြေကွက်လက်မှာရေရင်းစတူတော့တာပါပဲ။ဒီမှာတော့ရွာသားတွေကသူ့ကိုလောင်ကြတယ်။ဟဲ့အောင်ဖို့သူမင်းကလည်းကွာမြစ်ထဲမှာရေတွေအများကြီးပဲ။နေတိုင်းတော့ခတ်နေရတာပဲဟာ။ဘာလို့ပင်ပန်းခံပြီးမြေကြီးကိုတူးနေရတာလဲ။ချိန်ရှိတော့နားပါလားကွာ။ဖို့သူကတော့ပြုံးပြီးကောင်းမင်းညင်ပြတယ်။သူသိနေတာတကူကမြေရီဆိုတာသူများပိုင်တဲ့တဘာဝရင်းမြင်ကိုသွားခတ်မှကိုရမယ့်အရာရေရင်းဆိုတာကတော့ကိုပိုင်တဲ့ပစ္စည်းအောင်မြင်သွားရင်အချိန်မီကိုစိတ်ကြိုက်သုံးလို့ရမယ့်အရာဆိုတာပါပဲ။နေ့ဘက်မှာမြေရီထန်းရင်ရလာတဲ့လောကတွေကတစ်စိတ်တစ်ပိုင်းကိုစုပ်ပြီးရေရင်းတူးဖို့လိုအပ်တဲ့ပေါက်ပြားတရွေးနေဝဲတယ်။နေ့ဘက်အလောက်ကပင်ပန်းလုံးလို့တချို့ညတွေမှာမြေကြီးတစ်ထောင်လောက်ပဲတူနိုင်တဲ့နေ့တွေလည်းရှိရဲ့။တချို့ရက်တွေဆိုလက်တွေပေါက်ပြဲပြီးသွေးကြီးဥနေပြီမဲ့သူမရက်တန်ခဲ့ဘူး။လာရီနှစ်တွေကြာလာတယ်။တကြီးကလည်းအလုပ်ပိုခိုင်းလာသလိုသူ့ရေရင်းကလည်းရေမထွက်သေးဘူး။မောင်ဖို့သူစိတ်တက်ကြခြင်းစရာကောင်းလာတယ်။ဒါပေမဲ့သူဟာမိရထမ်းတဲ့အလုပ်ကိုဘယ်တော့မှပြင်မထားဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီအလုပ်ကရတဲ့ဝင်ငွေကသူ့ကိုထမင်းကျွေးထားပြီးသူ့အိမ်မက်ရေရင်းကိုဆက်တူးနိုင်မှုအားအင်တွေပေးနေလို့ပါပဲ။တနေ့တော့ညနေခင်းမှာတော့သူ့ပေါင်ပြသွားကဆိုးစွတ်တဲ့မြေလာတစ်ခုကိုထိမိသွားတယ်။ဆက်တူးလိုက်တဲ့အခါကြည်လင်အေးမြတဲ့ရေပုံးလေးတစ်ခုစိမ့်ထွက်လာတာကိုတွေ့လိုက်ရတယ်။မောင်ဖိုးသူဝန်တာလုံးလို့မြေကြီးတောင်ချမိတယ်။သူ့ရေတွင်အောင်မြင်သွားပြီမဲ့သူဟာနောက်တနေ့မှာမြေရထန်းတဲ့အလုပ်ကိုချက်ချင်းမထွက်လိုက်ဘူး။ရေရင်းကရေထွက်အားကောင်းလာတဲ့အထိစောင့်ရင်နှစ်ဖက်စလုံးကိုမျှတအောင်ဆက်လုပ်တယ်။နောက်ဆုံးမှာတော့သူရေရင်းကရေဟာတရွာလုံးကိုပေးဝေနိုင်လောက်အောင်ပေါ်များလာတဲ့အခါမှသာတကြီးကိုနှုတ်ဆက်ပြီးကိုပိုင်ရေလုပ်ငန်းရှင်ကြီးမောင်ဖို့သူဖြစ်လာပါတော့တဲ့မိတ်ဆွေဒီပုံမြင်ကပြီးတဲ့အဓိကတော့ချက်၃ချက်ကိုမျှဝေချင်ပါတယ်နံပါတ်1မြေရထန်းတဲ့အလုပ်လကစားအလုပ်ကိုတန်မိုးထားပါတချို့ကကိုပိုင်လုပ်ငန်းလုပ်ချင်စိတ်ဆောပြီးလက်ရှိလကစားအလုပ်ကိုပေါ်ဆာလာတတ်ကြပါတယ်ဒါအန္တရာယ်များပါတယ်မောင်ဖိုးသူဟာသူ့ရေတွင်မအောင်မြင်မချင်းမြေရထန်းတဲ့အလုပ်ကိုတစ္ဆာရှိရှိလုပ်ခဲ့ပါတယ်မိတ်ဆွေရဲ့လကစားအလုပ်ဟာမိတ်ဆွေကိုပိုင်လုပ်ငန်းအိမ်မက်ကိုမာတင်ငွေထောက်ပံ့ပေးနေတဲ့ရင်းမြစ်ဆိုတာမမေ့ပါနဲ့ရေရွယ်မပြီးခင်ရေအိုးကိုရိုက်မခွဲလိုက်ပါနဲ့နံပါတ်2ညဘက်တွေမှာရေကြီးတူဖို့အာမွေထားပါလာကစားအလောက်ကပြန်လာရင်ပင်မနေမှာအမှန်ပါဒါပေမဲ့မောင်ဖိုးသူလိုပဲတနေ့ကိုမြေတောင်ပဲဖြစ်ဖြစ်ရေရင်းတူးသလိုမျိုးကိုပိုင်လုပ်ငန်းအတွက်တနေ့တစ်နာရီလောက်ပဲဖြစ်ဖြစ်အချိန်ပေးပါစာဖတ်တာအယောင်ပို့တင်တာကုန်ပစ္စည်းတဲ့စမ်းသပ်တာမျိုးလေးတွေပုံမှန်လုပ်ပါဇွဲဆိုတာအများကြီးလုပ်တာမဟုတ်ဘူးနေ့စဉ်မပြတ်မကွက်လုပ်သွားတာကိုခေါ်တာပါနံပါတ်3အချိန်ကိုက်ကူပြောင်းတတ်ပါစေရေစထွက်တာနဲ့မောင်ဖိုးသူအလုံးမထွက်လိုက်ပါဘူးရေထွက်အားကောင်းလာတဲ့အထိစောင့်ပါတယ်ဒီလိုပါပဲကိုပိုင်လုပ်ငန်းဝင်ငွေဟာလက်ခစားဝင်ငွေရဲ့2ဆလောက်ပုံမှန်ရလာပြီးလုပ်ငန်းအခြေခိုင်ပြီးစုံမကူပြောင်းမှုစဉ်းစားပါစိတ်လောပြီးစောစီးစာကူပြောင်းခြင်းဟာတိဆောက်ထားသမျှကိုပြိုလဲစေနိုင်ပါတယ်ကဲမိတ်ဆွေမြေရထန်းရင်
ရေရင်းတူးနေတဲ့တင်းရဲ့လက်မောင်းချွတ်သားတွေတန်မာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။